ဒီဟာကတဘာဝလွန်နာနိုနီးပညာနဲ့ဖန်တီးထားတဲ့နိုင်ငံတစ်ခုပါလူခန္ဓာကိုယ်တွေကိုတက်ကြွစွာဆွဲယူသိမ်းဆည်းနိုင်တယ်လို့တခါတင်ကတ်သွားပြီဆိုရင်လွတ်မြောက်ဖို့လမ်းမရှိတော့ပါဘူးတူးဆက်တွေနဲ့လည်းမရတယ်လို့အပူလက်နက်တွေကလည်းဘာမှမထိခိုက်စေနိုင်ပါဘူးကြီးသူတဦးဟာပြန်ကန်ထွက်လာတဲ့ကြီးစံကြောင့်ဝမ်းနဲ့ဖွယ်တည်ဆုံသွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာဘယ်သူမှထပ်ပြီးမလှုပ်ရှားရတော့ပါဘူးဒါနဲ့စုပေါင်းပြီးအတူတူအနက်ရောင်နေရန်ဘာကြောင့်ပေါ်လာတာလဲဆိုတာကိုစူးစမ်းမှုစူးစမ်းကြပါတယ်အဲ့ဒီချိန်မှာတင်ကအင်ရှင်ဖုန်းထဲကတပ်ပုံတွေကိုသတိရလာပါတယ်အင်ရှင်ဟာဒီနေရန်အကြောင်းတစ်ခုခုတော့တေချာသိထားတယ်လို့ထင်ရပြီးလူတိုင်းရဲ့အခန်းထဲမှာတော့ကင်မရာတွေတက်ဆင်ထားခဲ့ပါတယ်ဒါနဲ့သူတို့ဟာသူ့ရဲ့ထိန်းချုပ်ခန်းကဗမာလဲတိရအောင်အဖွဲခွဲလိုက်ကြပါတယ်တင်ကအင်ရှင်ရဲ့အခန်းကိုဝင်ရှာဖွေခဲ့ကမိန်းကလေး၃ယောက်ကလည်းအတူတူတဲလွန်စတွေရှာဖွေကြပါတယ်ဂျူလီကအန်တိုရဲ့ဒီဇိုင်းပိုင်တွေကိုကောက်ယူကြည့်တဲ့အခါအဲ့ဒီထဲကအပြာပုံကျန်းတစ်ခုကအနက်ရောင်နေရဲ့ပုံစံနဲ့တိတိကျကျကိုက်ညီနေခဲ့ပါတယ်သူတို့ဟာအမိုက်ပုံးထဲကအန်တိုရဲ့လုပ်ငန်းကတ်ကိုရှာတွေ့ကြပါတယ်အန်တိုဟာနာနိုကာကွယ်ရေးနည်းပညာကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေသူဖြစ်ပါတယ်ယူရီကိုမေးမြန်းကြပေမဲ့သူကဘာမှမသိဘူးလို့ပြောပါတယ်ဒီအချိန်အတွင်းမှာတင်ကအင်ရှင်ခန်းထဲမှာထူးဆန်းတာတစ်ခုသတိထားမိသွားပြီးနေရန်တစ်ဖက်ကအတွင်းပိုင်းဗလာဖြစ်နေပါတယ်ဝင်လန်းရှာနေစဉ်မှာမိုက်ကရီမို့လိုအရာတစ်ခုကိုရှာတွေ့ပြီးသူကခလုတ်တစ်ခုနှိပ်လိုက်တဲ့အခါနေရန်ကတုတ်ပြန်လာပေမဲ့စကားဝတ်မနေခဲ့ပါတယ်ပရိုဂရမ်မာဖြစ်တဲ့တင်ကချက်ချင်းဝင်ရောက်ထိန်းချုပ်လိုက်ပြီးပန်းမုံတစ်ခုယူပြီးကီးဘတ်ပေါ်ကိုတာမန်နဲ့ဖြန့်ချလိုက်ပါတယ်အချို့နံပါတ်တွေမှာလက်ပွေရာတွေပေါ်ထွက်ခဲ့ပေမဲ့အခုဆိုရင်ဖြစ်နိုင်ခြေပေါင်း24ခုပဲကျန်ပါတော့တယ်အချိန်နှဲငယ်စမ်းတက်ပြီးနောက်တင်ကစကားဝတ်ကိုဖောက်ထွင်းနိုင်ခဲ့ပါတယ်အတွင်းမှာတော့အင်ရှင်ရဲ့လှုပ်ဝက်စောင့်ကြည့်ခံဖြစ်နေပါတယ်မော်နီတာ၃လုံးကအဆောက်အဦထဲရှိအခန်းတိုင်းကိုဓာတ်ရိုက်ထုတ်လွှင့်နေပါပြီးအင်ရှင်ဟာတကယ်ကိုခိုးကြည့်သမားတစ်ယောက်ဖြစ်နေပါတယ်